ယူမီနေမပါလဲဆိုတဲ့မီယာမိုတိုရဲ့အော်တန်နဲ့အတူ chapter 18ကိုစတင်ထားပါတယ်ဒါငါရဲ့အပြစ်တွေပါဟာငါနင့်ကိုမျက်စိအရှိအပြောက်ခံလိုက်လို့အခုလိုဖြစ်ရတာဆိုပြီးမီယာမိုတိုတယောက်သူ့ကိုယ်သူအော်ရင်အပြစ်တင်နေမိပါတယ်ဒီလိုစိတ်ပူပန်နေတဲ့မီယာမိုတိုဘေးကဆရာကပဲဖေ့စိတ်ကိုလျှော့ထားစမ်းပါကွာသူမပြုတ်ကြတာမသေးကြသေးပါဘူးလို့ပြောပေမဲ့မီယာမိုတိုတယောက်ကတော့ဘေးနားအစ်ပင်ခေါင်းနဲ့တိုင်သူမသာတခုခုဖြစ်သွားလို့ရတော့ကွာငါကွာဆိုပြီးတုံတုံရီနဲ့ရေရိုးမိနေပါတယ်ရုပ်တရက်မီယာမိုတိုတယောက်အတန်တခုခုကိုကြားလိုက်ပြီးအနားမှာတခုခုဖြစ်နေအောင်သတိထားမိသွားပါတယ်မီယာမိုတိုတယောက်အတန်လာရစီကိုတွားကြည့်ဖို့လို့ဆရာအုံနီရှိကဘာဖြစ်တာလဲလို့မေးတော့မီယာမိုတိုကသူကြောက်တုံးတွေပြုတ်ကြတန်ကိုကြားလိုက်ရတယ်ဒါယူမီပဲဖြစ်ရမယ်ဆိုပြီးဖြေလိုက်ပါတယ်မီယာမိုတိုတယောက်အတန်လာရကိုတွားကြည့်ရင်မြင်လိုက်ရတော့သူ့ကိုလုံးဝအံ့ဩသွားစီပါတယ်အဲ့ဒါကတော့မိုရီတယောက်ယူမီကိုကြောပိုးထားပြီးနေရာတစ်လျှောက်အပေါ်တက်လာနေခဲ့တာပါမြင်ကွင်းကိုမြင်သွားတဲ့မီယာမိုတိုတယောက်လည်းရုတ်တရက်ဆိုတော့လန့်သွားပြီးဘေးနားကိုလည်းဆရာပါရောက်လာပါတယ်ဆရာရောက်လာလို့ခဏအကြာမှာပဲမီယာမိုတိုတယောက်ဆရာခဏနေအောင်လို့ပြောနေတဲ့ဂျားရဲကိုပဲအောက်ကိုပြေးဆင်းသွားပါတယ်အပေါ်ကိုတက်လာတဲ့ယူမီနဲ့မိုရီတောင်မှမီယာမိုတိုအခုလိုပြေးဆင်းလာတာကိုတွေ့တော့လန့်သွားပါတယ်မီယာမိုတိုတယောက်လည်းဒေါသထွက်နေပြီးမိုရီကိုကြည့်လိုက်ကဟေ့အောင်မိုရီမင်းဘာတွေလုပ်နေရလဲမင်းကအခုမှဘီဂင်နာတယောက်ဖြစ်တာတော့မှမင်းလှုပ်ချင်တာကိုမတိုင်ပေမဲ့လုံနေရပဲကွာဆိုပြီးမိုရီကိုអော်လိုက်ပါတယ်ယူမီတယောက်ဖြစ်ချောင်းကုံစင်ကိုရှင်းပြဖို့လှုပ်တာတော့မှမီယာမိုတိုကတော့ယူမီရဲ့လက်ကိုဆွဲလိုက်ပြီးတခုခုပြစ်သွားသေးလားဆိုပြီးမေးလိုက်ရင်စိတ်ထဲမှာလည်းမိုရီကိုမကြေမနက်ဖြစ်နေတော့မှပဲထပ်ပြီးမီယာမိုတိုတယောက်မိုရီဘက်ကိုလှည့်လိုက်ရင်ဖေ့အောင်မင်းကအဲ့လိုမျိုးလူတယောက်ကိုကြိုးပိုးပြီးတော့ကြိုးမပါပဲတက်ရတာပုံမှန်လို့ထင်နေရတာမင်းတို့နှစ်ကောင်တော့အခက်မသိတည်သွားနိုင်တယ်ကွာဆိုပြီးអော်ပြောလိုက်ပါတယ်ဘေးကယူမီကအခြေအနေကိုရှင်းပြခြင်းပေမဲ့လည်းမီယာမိုတိုကစိတ်သိမ့်မကြည်သေးတဲ့ပုံပါပဲထို့အချိန်မှာပဲမိုရီကသူ့တောင်းပန်ပါတယ်သူယူမီပြုတ်ကျနေတာမြင်တော့ကယ်လိုက်တာဖြစ်ပြီးတေးသေးချာချာမစင်းစားမိလိုက်လို့ပါဆိုပြီးပြောလိုက်တော့မီယာမိုတိုတယောက်ပါစောစောကအော်ခဲ့မိတာရဲ့အတွက်မျက်နှာပူသွားတဲ့ပုံပါပဲဆရာတယောက်ကျိုးကိုနေရာမှာချိလိုက်ပြီးမိုရီတို့အပေါ်ရောက်အောင်တက်နိုင်ဖို့ကြိုးလုပ်ပေးနေတဲ့အချိန်မှာပဲဖူခုကရောက်လာပါတယ်ဆရာကြီးယူမီတို့ကိုတွေ့ပြီးဟုတ်လားလို့မေးတော့ဆရာကပဲအေးဟုတ်တယ်မိုရီသူမကိုရှာတိတ်သွားတယ်ငါတို့အခုသူတို့အပေါ်တင်းကိုကျိုးတွေချပေးအောင်လို့ဆိုပြီးပြောလိုက်ပါတယ်ဖူခုတယောက်ကြောက်ရဲ့အစွန်နာကိုလာကြည့်လိုက်တော့တော်တော်လေးနှက်တောင်မြင်လိုက်ရပြီးသူ့မျက်စိတွေကိုတော့မယုံနိုင်တယ်လို့ခံစားလိုက်ရပါတယ်ဆက်ပြီးသူကပဲဆရာကြီးအရင်ကဒီတောင်နဲ့လမ်းတိုင်းကျွန်တော်တက်ခဲ့ဘူးပဲမယ်ဒီအောက်ကနေဒီနေရာကိုတက်လာနိုင်တဲ့လမ်းကြောင်းဆိုတော့ရှိအောင်မရှိခင်ခဲ့ဘူးကျွန်တော်ဆိုလိုတာတော့ဗျာအဲ့ဒီနေရာမှာရှိနေခဲ့တာမတ်ဆောက်ပြီးကြမ်းတမ်းနေတဲ့တောင်တက်နေရာကြီးပဲရှိနေခဲ့တာအဲ့ဒီအပေါ်ကိုရောက်ဖို့ဆိုတွေ့တတ်တာအလွယ်လို့တခြားနည်းလမ်းမရှိနိုင်ဘူးလို့ပြောလိုက်တော့ဆရာလည်းဒီစကားတွေကိုကြကြပြီးချင်းပဲမယုံနိုင်တော့အောင်ဖြစ်သွားပါတယ်ဆက်ပြီးတော့ဆရာဖူခုဒါဆိုမင်းပြောချင်တာဆိုပြီးရေရွံ့လိုက်ရင်ဖူခုကကျွန်တော်ဒီကောင်အကြောင်းကိုသိရတာကြားပြီးတော့အပေါ်ကိုရောက်လာတာတန်တရားဖြစ်စရာဘာမှမရှိမနေတော့ဘူးအဲ့ကောင်မိုးရီကဒီလောက်မြင့်တဲ့တောင်နေရာကြီးကိုတက်ဖို့ဆုံးဖြတ်ခဲ့တာပဲအဲ့ဒါအပြင်ဘာအကူကိရိယာမှမပါပဲတယောက်တည်းတက်ဖို့ဆုံးဖြတ်ခဲ့တာပဲဆိုပြီးတော့ပြောလိုက်ပါတယ်တခြားစဉ်းစားကြည့်ရင်မိုးရီလုပ်ခဲ့တဲ့လုပ်ရကတော်တော်လေးကိုစက်သိမ်းထားစရာကောင်းတာပါဒီစကားတွေကိုကြကြပြီးချင်းပဲဆရာတယောက်ကတော့ဖူကူဆက်ပြောတာတွေတော့နားထဲမဝင်တော့ပဲအန်ကိုကြိတ်လိုက်ပြီးမိုးရီရဲ့လုပ်ရကိုကြည့်ရင်စိတ်ထဲတစ်ခုခုကိုစဉ်းစားမိသွားပါတယ်ထို့နောက်မှာတော့ဖူကူလည်းအောက်ကလူတွေအတွက်ခါးမှချိတ်ပြီးအပေါ်ကိုတက်လာနိုင်အောင်ကြိုးတွေကိုပစ်ချပေးလိုက်ပါတယ်ကဲဒါဆိုရင်ခိုင်သွားပြီလို့ပြောလိုက်ရင်မီယာမိုတိုတယောက်ယူမီရဲ့ကပတ်နဲ့ကျိုးနဲ့မြင်းအောင်တေချာချီပေးလိုက်ပါတယ်ဘေးနာကနေမိုရီတယောက်ကကျိုးတေချာမရှိတတ်သေးအောင်မြင်တော့မီယာမိုတိုကပဲမိုရီစီကိုတွားလိုက်ပြီးသူ့ရဲ့ကျိုးကိုတောင်းလိုက်ပါတယ်ဟေ့ရမင်းအပေါ်ကိုတက်ထားရတာပင်ပန်းထားတယ်မလားမင်းရဲ့လက်တွေကိုခံနိုင်ရတဲ့ပုံမသုံးမိစင်တဲ့အောင်လို့ပြောရင်မိုရီရဲ့ခါကိုကျိုးချီပေးဖို့လုပ်ပါတယ်ဆက်ပြီးမီယာမိုတိုကပဲမိုရီရဲ့အနာကိုကတ်လိုက်ရင်ယူမီကိုကယ်ပြီးတော့ကျေးဇူးပါပဲကွာငါမင်းကိုအခုကစားပြီးလေးစားဆက်ဆံပါမယ်ဆိုပြီးတိုးတိုးလေးပြောလိုက်ပါတယ်ဆော့ဆော့ကသူ့အော်လိုက်တာအတွက်မျက်နှာပူနေတဲ့ပုံပါပဲကျိုးလဲချီပြီးတော့မီယာမိုတိုတယောက်သူယူမီကိုအရင်အပေါ်ပို့လိုက်အောင်ပဲပြီးရင်မင်းကိုလာခေါ်မယ်ဆိုပြီးမိုရီကိုပြောရင်အပေါ်ကိုတက်ဖို့လုပ်ပါတယ်ဒါပေမဲ့မီယာမိုတိုတို့အပေါ်ကိုတက်ဖို့လုပ်နေချိန်မှာပဲအနောက်ကနေမိုရီကရပါတယ်ကွာမင်းကတော့နောက်တစ်ခါလာမခေါ်ပါနဲ့တော့ငါနည်းနည်းလောက်ကြာအောင်နေရအောင်တက်ချင်သေးလို့ပါဆိုပြီးအပြုံးလေးနဲ့ပြောလိုက်ပါတယ်မိုရီပြောချင်တာကိုသဘောပေါက်တဲ့မီယာမိုတိုကလည်းကဲဟုတ်ပြီကွာမင်းလှုပ်ချင်တာလှုပ်ကွာဆိုပြီးပြောရင်မိုရီကိုတယောက်တည်းထားရင်ယူမီနဲ့အတူဖြည်းဖြည်းချင်းအပေါ်ကိုတက်သွားခဲ့ပါတယ်မိုရီကိုတယောက်တည်းထားခဲ့တာအဆင်ပြေပါမလားလို့ယူမီကမေးလိုက်တော့မီယာမိုတိုတယောက်ပြုံးလိုက်ရင်းနဲ့ပဲယောက်ျားတယောက်ကတခုခုကိုဆွဲဆွဲလန်းလန်းတန်းတာနေမြင်သူကအဆုံးထိကိုမပြီးမချင်းသွားပါလိမ့်မယ်ဆိုပြီးဖြေလိုက်ပါတယ်မိုရီတယောက်ကတော့ယူမီတို့သွားချင်းပြီးပဲသူ့ရဲ့မပြီးဆုံးနိုင်တဲ့တောင်တက်ခီးကိုပြန်ဆလိုက်ကနေရအောင်ကိုင်းလိုက်ပြီးစိတ်ထဲကနေလေဒါကထူးဆန်းတယ်ကွာငါရဲ့လက်တွေခြေတွေခနာကိုယ်တွေကကောင်းကောင်းမွန်မွန်မလှုပ်ရှားနိုင်နေရတော့မှငါအခုထိဘယ်တောင်တက်နိုင်တယ်လို့ခံစားနေရတော့မယ်ငါဘယ်တော့မှချက်တန်မှာမဟုတ်ဘူးငါအမြဲတမ်းအပေါ်ကိုဆက်တက်နေအောင်ပါပဲဒီလိုအဆုံးမရှိစွာမြင့်နေတဲ့တောင်တန်းတွေအဆုံးမရှိရဲ့လမ်းတွေဆိုပြီးရေရွတ်လိုက်ပြီးမိုရီတယောက်တောင်ကြီးတွေနေရအမြင့်ကြီးတွေကိုမျက်လုံးနဲ့ပြန်မြင်အောင်လာခဲ့ပါတယ်ကျိုးတစ်ချောင်းနဲ့တောင်ရဲ့အပေါ်ကိုဖြည်းဖြည်းချင်းတလန်းချင်းစီတက်လာနေရင်မိုရီတယောက်တစ်ခုခုကိုသတိထားမိသွားတဲ့ပုံစံနဲ့ဘေးကိုလှည့်ကြည့်လိုက်မိပါတယ်ခဏလောက်အပေါ်ကိုတက်နေတာကိုရက်လိုက်ကမြူတွေဖုံးလာနေပြီးရင်သက်ရှူမောပဲကောင်းလွန်းလာတဲ့အဝေးကတောင်တန်းတွေနဲ့တစ်ပင်တွေထူထပ်နေပြီးအုံမိုင်းနေတဲ့တစ်တော်ကြီးကမိုရီရဲ့စိတ်ကိုအမိရဖမ်းဆုပ်လိုက်နိုင်ခဲ့ပါပြီကျွန်တော်အတွက်ဒီပန်တွေကတော်တော်လေးကိုသဘောကျမိစရာကောင်းပါတယ်ဒီလိုနဲ့
မိုရီအပေါ်ကိုတက်နေတာကိုအောက်ကနေဟိုသတင်းထောက်နှစ်ယောက်ကမြင်သွားပြီးမိုရီတယောက်ကောင်မလေးကိုကယ်ဖို့အပေါ်ကိုတက်သွားတာကိုပါသိသွားကြပါပြီ။ဂူရိုကတော့ဒီသတင်းနဲ့ပတ်သက်ပြီးအကြံတွေရှိနေတဲ့ပုံပါပဲ။ငါတို့ဒီသတင်းကိုတေးသေးချာချာလေးရောင်းကြတာပေါ့လို့ပြောလိုက်ရင်နောက်တစ်နေ့ရဲ့သတင်းစာခေါင်းကြီးသတင်းကတော့မိုရီတယောက်တောင်တက်နေတဲ့ပုံနဲ့စတင်ထားပါတယ်။ဒီလိုလူသိသွားတဲ့မိုရီတို့ကြောင့်အကျိုးဆက်တွေကဘာတွေများဖြစ်လာနိုင်မလဲဆိုတာတော့နောက် chapter တွေမှာသိရတော့မှာပါ။ဒီလိုနဲ့ပဲ chapter 18ကတော့အဆုံးသတ်ထားပါတယ်